လုံးအားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်လုံးလုံးစ test လုပ်နေတဲ့ set လေးအကြောင်းကိုပြောပြပါဒီကောင်က programmation အသစ်ပြန်ထည့်ရမယ် firmware အသစ်ပြန်ထည့်ရမယ်အဲဒါကြောင့်မလို့လုံးလုံးစ firmware အသစ်ထည့်ကြမယ်ပေါ့လေနောက် set အသစ်ရဆိုရင် firmware update လုပ်ဖို့ stick ထိုးလိုက်တယ်ဒါဆိုမီတိုဖြစ်နေတယ်အမအယောင်ပြောင်းသွားပြီဆိုအဆင်ပြေပါပြီအဲ့ဒါဆိုရင်အစနေပြန်ပြီးတော့ restart လုပ်နေပြီပေါ့လေတော့ကလောလောဆယ်ပြန်ပြီးတော့firmware ရှိမရှိကိုပြန်ပြီးတော့လုပ်စစ်အဲ့ဒါကိုဆိုရင်အဲ့ဒါဆိုရင် firmware update ဖြစ်သွားပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ internet ချိန်ရမယ်ဘာဖြစ်လို့လဲဆိုတော့ဒီ cloud နဲ့ချိန်ဖို့ပေါ့လေဒီကောင်တွေကတော့ကျွန်တော်သိမပြတော့ဘာဖြစ်လို့လဲဒီကောင်က client password တွေပဲကျန်လို့ရတော့မှာဆိုတော့အဲ့ဒါလေးကိုပြပေးမယ်ဒီမှပြပေးမယ်ပေါ့လို့လောစေဆိုရင်ဒီကောင်က update လုပ်နေပါလေအဲဒါဆိုကျွန်တော်တို့ပို့လိုက်တဲ့ client တွေကသူတို့က main server ရှိတယ် iCloud ကနေပြီးတော့ပြန်ပြီးတော့ဒီသူတို့လိုချင်တဲ့ interface ပေါ့လေဒီပုံမှာဘာလို့ပေါ်ချင်လို့ဆိုတာလေးကိုပြန်ပြီးတော့ connect လုပ်ပေးလိုက်ရုံပဲဒါတော့လောစေဥစ္စာလုပ်နေတယ်ပေါ့ downloading လုပ်နေတယ်ပုံမှန်တိုင်းကျွန်တော်ဒီအချက်မှာတစ်ခုခုမှားပြီဆိုရင်ဟိုအစအနေပြန်ပြီးတော့လုပ်ရတယ်အခုတော့မမှားတော့စင်ပြေသွားပြီဒါသူရဲ့ Fast International ရဲ့ original ဥစ္စာပေါ့လေပြီးရင်ကျွန်တော်တို့အကုန်လုံးcloud မှာ install လုပ်ပြီးသွားပြီကျွန်တော်တို့ programmation အကုန်ပြန်ထည့်ပြီးသွားပြီဆိုရင်ဒီကောင်ဒီ interface အကုန်လုံးပြောင်းသွားတယ်နောက်ဆုံးအဆင့်ပေါ့လေဒီကောင်ကခုနအရှိရ interface original interface ကနေပြီးတော့ကျွန်တော်တို့အခုဒီရဲ့ data logo နဲ့လာမယ်သူရဲ့ကြော်ညာတွေပါကြော်ညာပြီးသားပါမယ်ဥစ္စာပေါ့လေအဲ interface ပြန်ပြောင်းသွားဖို့အတွက်ပြန်ပြီးတော့လုပ်ရတယ်ပြင်ကြည့်ထားလိုက် interface ပြောင်းသွားတာတွေ့ရလိမ့်မယ်ဒီအကုန်လုံးပြောင်းသွားပြီလားဒီ logo နဲ့ဥစ္စာနဲ့ဒါကတော့ကျွန်တော် programmation ပြန်ထည့်လိုက်တဲ့ဥစ္စာပေါ့လေဒါကတော့နောက်ဆုံးအဆင့်ပေါ့လေကျွန်တော်တို့ပတ်စံပြောင်းတဲ့ဥစ္စာသူတို့ဘယ်လောက်ထည့်ချင်တော့ပုံမူတည်ပြီးတော့ client ကတော့သူတို့ကနေရာပေါ်မူတည်ပြီးတော့တစ်ခါကြရင်50တစ်ခါကြရင်1 euro ထည့်တယ်ပေါ့လေပြောင်းပြီးသွားပြီဆိုရင်အကုန်လုံးပတ်စံတွေပြောင်းသွားပြီအကုန်လုံးပြောင်းသွားပြီတစ်ခုတည်းပြောင်းတာမဟုတ်ဒီကောင်ကတော့ minimum မပါဘူးဒီကောင်ကတော့ပါတယ်ပေါ့လေ minimum ပါတယ်ဥစ္စာတွေဆိုရင်အကုန်လုံးပြောင်းသွားပြီအဲ့ဒါပြီးရင်တော့ကျွန်တော်တို့ပြန်ပြီးတော့အစဆုံး test လုပ်လို့ရပါပြီ test လုပ်ရတော့မှာပေါ့အဲ့ဆိုရင်ကျွန်တော်တို့ကရေနဲ့ချိန်ရပါမယ်ခုနကတော့ programmation တွေပါကျင်းတာပေါ့လေအခုကနောက်ဆုံးရေနဲ့ချိန်ဖို့အတွက်ရေဖွင့်ရပါမယ်ဆိုရင်ကို reset ပြန်ဖြစ်ပြီ group ကိုလည်း reset ပြန်ဖြစ်ပြီဒီmixer တွေလည်းအကုန်ပြန်ဖြစ်ဥစ္စာ reset ပြန်ဖြစ်ပြီပေါ့လေဒီဆိုလည်းဝင်လာပြီဆိုရင်ဒီစသွင်းပြီပေါ့လေမဆလဲပြတယ် clean water ဆိုပြတယ်ဖြစ်မလို့ဆိုတော့ဥစ္စာလာလိုက်ဆိုတော့ဒီတို့ reset အတွင်းအကုန်ပြန်လုပ်တယ်ပေါ့လေဒီ system နဲ့အကုန်လုံးလောမျိုးစာလုပ်တယ်လုပ်ပြီးသွားပြီဆိုရင်ဒါတော့ကျွန်တော်တို့ heating system ကိုပြန်ပြီးတော့ခုအောင် heating system ပေးနေရတဲ့ဥစ္စာပေါ့လေဒီလိုလုပ်နေရပါလိမ့်မယ်အခုဆိုတော့ဒီကျင်းလောက်တာတွေပါအကုန်ပြီးသွားပြီကျွန်တော်ကအခုဥစ္စာပဲရွေးထားတာ English ရွေးထားတာပြချင်လို့ပေါ့လေပုံမှန်တိုင်းဆိုရင်ကျွန်တော်တို့ 40 နဲ့သွားရတာပဲလေအဲဒီဆိုကြောင့်မလို့အခုဆိုရင်စပြီးတော့ test လုပ်လို့ရပြီ
ဒါအဲ့တော့ကျွန်တော်တို့ test button လေးပေါ့လေမလုပ်ခင်ကျွန်တော်တို့ကဘာလုပ်ရမလို့ဆိုတော့ဒီမှာဒီရဲ့ mixer လေးပုံမှန်အလုပ်လုံးမလုပ်ကိုပြန်ပြီးတော့ပထမဆုံးစစ်ရတယ်ဒီမော်တာမကောင်းဒီမော်တာပြန်စစ်ရမယ်ဒါဆိုလေကျိုးကအရင်ပြင်းနေတယ်လားအဲ့ဒါဆိုရင်ဥစားကိုပိုက်ကျန်နေပြရမယ်တိုင်းတော့ကျွန်တော်တို့မလုပ်ပါနဲ့ဆက်လုပ်မယ်ဆိုတော့အကုန်လုံးစက်တွေကိုပိတ်ပြီးမှလုပ်ပါကျွန်တော်တော့ဆက်လာမရှိသိနေတယ်ဆိုတော့လဲပြီးသွားရင်ပြန်ဆေးကြည့်ပါမယ်ဒီဆိုရင်တန်ကောင်းဒီထွက်တာတွေလည်းမရှိအောင် water leak တွေပါလည်းမရှိဘူးဒါဆိုရင်ကျွန်တော်တို့ coffee test လုပ်လို့ရပါပြီ coffee test မလုပ်ခင်ဒီမှာရှိတဲ့ menu တွေကိုတခြားလေးတစ်လုံးချင်းစီtest လုပ်ရပါမယ်ဒီ motor တွေ test လုပ်ပြီးတော့ဒီတရားအတွက် test လုပ်ပြီးတော့ဒီ rotation code ပေါ့ဒီဖွက်ချဖို့အတွက်အဲ့အတွက်လည်းပြန်ပြီးတော့ test လုပ်ပါလေခုအဲ့ဆိုကျွန်တော် test လုပ်ကြည့်အောင်ပေါ့လေစင်ပြင်းပြေဖွက်ချပြီဒီတခြားကြမယ်ပေါ့လေဒါဆိုရင်တခြားကြမယ်ပြီးသွားရင်တော့ကျွန်တော်ခုနက coffee ကြိတ်ပြီးသားဆိုတော့ coffee ကြမယ်ပြီးရင် group ပေါ်နေပြီး yes coffee ကြပါမယ်အနက်ကQuesto è nuovo. Raffine vino. Yeah, precise. Talvez no vídeo. Precisa. Fodi o vídeo. Yes. Está bom. Tá bom? Mais ou menos. Só pouco. Apertar mais um pouquinho. Yeah. အဲဆိုရင် coffee ကမကြအကောင်းကောင်းမကြဘူးဗောလေအဲအတွက်ကြောင့်ပြန်ပြီးတော့ grinder ကို adjust ပြန်လုပ်ဒါကတော့ coffee တက်စီတော့ပါတက်စီနောက်တစ်ခါလုပ်ကြည့်လိုက်ရအောင် coffee ကြိတ်ပြီးခွက်ကြပါပြီပြီးရင်တကြားကြတယ်တကြားကတော့လိုဥစ္စာပါအတိုးရှော့အကုန်လုံးလို့ရတယ်တကြားကတော့ကြိတ်ပြီးသွားရင်ဒီမှာသူရဲ့ကျွန်တော်တို့ကဒီကောင်ဆိုရင်6 နဲ့7 gram လောက်ထည့်တယ်ပြီးရင်ပတ်ပြကြပါပြီcoffee အရင်ဥစ္စာမဖြစ်တော့ coffee ပြန်ချိန်မှရမှာမဟုတ်ရင်ဘယ်လိုပြောမလဲလိုချင်တဲ့ cream ကောင်းကောင်းမရဘူးပေါ့ဒါမှမဟုတ်ကျွန်တော် adjust လုပ်ကြည့်လိုက်ချလိုက်မယ်ပြင်ညှိလိုက်တာအခုဆိုရင် frame လေးညှိသွားတယ်မဆိုးဘူးပေါ့လေ
နောက်ဆုံးသူ့ရဲ့အလုပ်လုပ်ပုံအတိအကျကိုပြပေးမယ်အဲ့ဒါလည်းစိတ်ကူတယ်တရားဆိုကျွန်တော်တို့တရားဆိုရင်တရားကြားတယ်တရားရွေးပေါ့လေမရွေးရင်တရားမကြောက်ပြဿနာမရှိဘူးပြီးရင်အငေါ်လေးထွက်လာတယ်ပြည့်စုံပြီးရင်ကော်ဖီချပါမယ်ကော်ဖီချနေပါပြီကွယ်ကိုဖီရပါပြီဒါပါပဲကွယ်ဒီမှာပါဒါကတော့ final product ပါဘယ်လိုပြီးတော့ပါပြီ shipping လုပ်ရမှာပဲဒီဆက်လေးရဲ့လှုပ်လှုပ်ပုံနဲ့ဒီလောက်ပါပဲအားလုံးပဲနှစ်သက်ကြမယ်လို့တော့ယုံကြည်ပါတယ်အဲဆိုရင်တော့နောက်ဗီဒီယိုတွေမှာတွေ့ရမယ်အားလုံးပဲ peace ပါ